ကျွန်မ AR/VR နဲ့ပတ်သက်တဲ့ service တွေကိုပေးနေတဲ့အခါမှာကျွန်မ client တွေကကျွန်မမေးကြတဲ့မိကုန်းတစ်ခုအမြဲတမ်းရှိပါတယ်။ဒါကတော့ဒီ AR/VR လို့ခေါ်တဲ့ high end technology တွေကိုသူတို့ရဲ့လုပ်ငန်းတွေမှာဘယ်လိုမျိုးအကျိုးရှိအောင်ထည့်သွင်းအသုံးပြုကြရမလဲဆိုတဲ့မိကုန်းမျိုးပဲဖြစ်ပါတယ်။မင်္ဂလာပါရှာသာစွာပါ။ကျွန်မဒီဗီဒီယိုမှာဒီ AR/VR Amazon Reality နည်းပညာတွေကိုဘလို့ industry မှာသုံးနေကြတယ်အသုံးပြုနည်းပေါင်းဘယ်နှနည်းတောင်ရှိတယ်လဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြပြပြီးတော့မှာဖြစ်ပါတယ်။ reality အနေနဲ့ကျမတို့က AR, VR, MR ဆိုပြီးတော့ရှိတယ်။ဆိုတော့ဒီသုံးမျိုးလုံးပေါင်းပြီးတော့ကျမတို့က experience reality, XR လို့လည်းခေါ်ကြတယ်။ဆိုတော့ဒီ reality နည်းပညာတွေကိုသုံးလို့ရတဲ့ industry ကတော့မျိုးစုံရှိတယ်။ဒါပေမဲ့ reality တစ်ခုချင်းစီကိုကျမဆွတ်ထုတ်ပြီးပြောရမယ်ဆိုရင် AR မှာindustry ၈ခု VR မှာ industry ၈ခု MR မှာ industry ၈ခုဆိုပြီးတော့ကျွန်မခွဲထားတယ်ပေါ့နော်ဆိုတော့ဒီ၈ခုမှာကျွန်တော်တို့ကအသုံးပြုနေတွေမတူကြသေးဘူးဥပမာအဖြစ်ကျွန်တော်တို့က AR မှာဒီ retail နဲ့ e-commerce ရှိတယ်ဆိုပါစို့ retail နဲ့ e-commerce မှာကျွန်တော်တို့ကအထည်လုပ်ငန်းကဒီ AR ဘယ်လိုသုံးတာလဲ jewelry လုပ်ငန်းက AR ဘယ်လိုသုံးတာလဲဒါမျိုးပြန်ပြီးတော့ကွဲပြားသွားသေးတယ်အဲ့တော့အဲ့လိုမျိုးအသုံးပြုနည်းပေါင်းမတူတာဆိုရင်ကျွန်တော်တို့ AR မှာဆိုရင်အဲ့လိုမျိုးမတူတဲ့အသုံးပြုနည်းပေါင်းဆိုရင်ကျွန်တော်တို့အနည်းဆက်ဆုံးခဏတစ်ခုပြောရမယ်ဆိုရင်เนาะ AR မှာဆိုရင်ကျွန်တော်တို့နီလန်ပေါင်း35မျိုးလောက်ရှိမယ် VR မှာဆိုရင်28မျိုးလောက်ရှိပြီးတော့ MR မှာဆိုရင်24မျိုးလောက်ရှိတယ်ဒါဆိုခုန industry နဲ့ဒါဆိုရင်ကျွန်တော်တို့ total ဒီ industry 8ခု၈ခုစီပေါ့နော် industry ၈ခုစီအသုံးပြုနည်းပေါင်းကခုန35 29 24ဆိုတော့total အသုံးပြုနည်းပေါင်းဆိုရင်86မျိုးလောက်ရှိတယ်ပေါ့နော်ဒါတွေကတော့ကျွန်တော်တို့ AR အသုံးပြုနေတဲ့ industry ပဲဖြစ်ပါတယ် retail and e-commerce education tourism and heritage ခီးသွားတွေပေါ့နော်ဒါမျိုးတွေခီးသွား sector မျိုးတွေနောက် healthcareကျမကြီးနဲ့ပတ်သက်တာမျိုးတွေ manufacturing နဲ့ maintenance ပေါ့နော်ပစ္စည်းထုတ်မယ်ပစ္စည်းပြုပြင်မယ်ဒီလိုမျိုးတွေမှာလည်းသုံးတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ AR အခုလက်ရှိမှာလည်းအများဆုံးသုံးနေကြတယ် marketing နဲ့ advertising ပေါ့နော်အဲ့ဒါမျိုးတွေမှာလည်း AR ကိုသုံးကြတာမျိုးရှိရဲ့နောက် advanced နဲ့ entertainment တွေမှာလည်း AR သုံးတယ်နောက်ဆုံးအနေနဲ့ကျွန်တော်တို့ real estate နဲ့ architecture မှာလည်းကျွန်တော်တို့ AR ကိုသုံးနေကြတာရှိပါတယ်ဆိုတော့VR အနေနဲ့ဆက်ပြောရမယ်ဆိုရင်တော့ကျွန်တော်အရှိမအသုံးပြုခဲ့တဲ့ AR industry တွေတော်တော်များများပြန်ပါလာလိမ့်မယ်ဥပမာအဖြစ်ဆိုရင် education နဲ့ training တွေ hacker တွေ real estate နဲ့ architecture တွေ tourism sector တွေဒါတွေကကျွန်တော်တို့ VR industry တွေမှာပြန်ပြီးတော့ပါလာတယ်နောက်တစ်ခုအနေနဲ့ဆိုရင် VR မှာ powerful ဖြစ်တဲ့ industry ဆိုရင်တော့ gaming နဲ့ entertainment industry ပေါ့နောက်တစ်မျိုးအနေနဲ့ဆိုရင်တော့ကျွန်တော် military နဲ့ defenseဒီအနဲ့ပတ်သက်ပြီးတော့လဲကျွန်တော်တို့ကဒီ shots မှာလဲ blog post အနေနဲ့တင်ပေးဘူးပါတယ်။နောက် manufacturing and design နဲ့ corporate နဲ့ collaboration တွေဒါတွေမှာလဲကျွန်တော်တို့ VR ကိုသုံးနေကြတာမျိုးရှိပါတယ်။ဆိုတော့ MR နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့အရှိကပြောထားတဲ့ AR နဲ့ VR မှာသုံးထားတဲ့ industry မှန်သမျှကျွန်တော်တို့ MR မှာလဲသုံးလို့ရနေရပဲဖြစ်ပါတယ်။ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဘယ် industry မှာသုံးနေကြလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်တာဖြစ်ပြီးတော့နောက်နေ့တွေမှာတော့ဒီ industry တစ်ခုချင်းစီမှာဘယ်လိုပုံစံမျိုးတွေနဲ့သုံးနေကြလဲဥပမာအဖြစ်ကျွန်တော်တို့ retail နဲ့ e-commerce မှာဆိုရင်ကျွန်တော် fashion industry ရှိတယ် cosmetic တွေရှိတယ်အဲ့လိုမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေမှာဆိုရင်ကျွန်တော်တို့အင်ကြီးဆိုင်ဆိုရင် AR ကိုဘယ်လိုသုံးမလဲဖနက်ဆိုင်ဆို AR ကိုဘယ်လိုသုံးမလဲ cosmetic ဆိုရင် AR ကိုဘယ်လိုသုံးမလဲဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့ဗီဒီယိုလေးပြုလုပ်ပေးသွားအောင်မှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့မိမျိုးရဲ့ brand နဲ့ပတ်သက်ပြီးတော့ AR VR တွေကိုဘယ်လိုသုံးချမလဲသိချင်တယ်ဆိုရင်နောက်ထပ်ဗီဒီယိုလေးတွေကိုဆက်လက်ပြီးတော့စောင့်မျှော်ပြီးတော့ကြည့်ရှုပေးပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်